はい、皆さん、こんにちは。ဒီနေ့ကတော့မာရဲ့နောက်ကဟိရခဏပေါ့နော်။မာပြီးတော့ပါလာမယ်။ဟာမရလာမယ်ပေါ့နော်။ရှာတန်းလေးတွေနဲ့လာဆိုရယ်လာတန်းလေးကိုရေးပြမှာဖြစ်ပါတယ်။အဲဆိုတော့အရင်ဆုံးရှာရှုရှိုဒါရူမကြီးလေးပေါ့နော်။ရူမကြီးကိုဟိရခဏရေးပြမှာဖြစ်ပါတယ်။ရှာလေးဘယ်လိုရေးမလဲဆိုရင်ရှာကောက်နဲ့ရာကောက်လိုနဲ့နည်းနည်းလေးတူတယ်ပေါ့နော်။ရှာကောက်ကိုလှဲထားတဲ့ပုံစံမျိုးလေးပေါ့။အဲဒီမျိုးလေးဒီပြီးတော့မှဆက်လေးတစ်ဆက်ချမြင်းဆောင်ဆောင်လေးတစ်ချက်ဆွဲရှာတွားမယ်ရှာဒီအလေကောင်မဟုတ်ဘူးနဲ့အလေကောင်မရောက်တဲ့ရောက်အစုံနာလေးကပ်ဖြတ်တော့ရှာငမြကြီးနေတူတယ်ငမြကြီးကြတယ်မလို့နော်ငါမြလို့ရှိရင်ချိတ်တာကိုတောင်းမဲ့လန်လိုက်ရှာအမွေလေးထီကောက်လေးပေါ့ထီကောက်လေးကိုဆောင်းလေးရှာသူတို့သွားမယ်လေးလာမယ်ဖြတ်မယ်ရှာပြီးရင်ရှုကြတော့တုတ်ချောင်းလေးဆယ်မယ်တုတ်ချောင်းလေးကနေပြန်ပြီးတော့ကွေလေးပြန်သွားကွေလေးကိုဒီလောက်ထိသွားပြီးတော့မှအလေးကောင်လောက်ကနေဖြတ်ချရှုနော်တုတ်ချောင်းလေးသွားမယ်ဖြတ်ချမယ်ရှုတုတ်ချောင်းလေးသွားမယ်ဖြတ်ချမယ်ရှုငါးလေးနဲ့တူတဲ့ငါးဆိုတာဒီလိုငါးဘူးနော်စနစ်တူတဲ့နေရှုတစ်ချက်ရှုတဲ့ဒါလေးအလိုမျိုးလေးဆုံးပို့လာအလေကောင်းကနေဖြတ်ချရှုတစ်ချက်နှစ်ချက်ရှုတို့ချောင်းလေးတစ်ချောင်းပြီးတော့ဒီနောက်ကနေပြီးအဲ့လိုလေးသွားပြီးတော့မှဒီနောက်ကနေပြန်ဖြတ်ချရှုဒါရောပဲရှုပြန်ဒီမျိုးလုံးလေးထည့်လိုက်ရင်ငါးနဲ့တူငါးပစီလေးတဲ့ရှုဒီတုတ်ချောင်းလေးရယ်ဒီညကဒီလိုမျိုးလေးပေါ့ဒါလေးရယ်နော်နည်းနည်းညီနေရရှုတစ်ခုကဝတ်တက်တာတစ်ခုကအောက်ကျတာတော့ပြောရင်မရရှုနော်ဒီတန်းလေးကိုဒီဒါလေးရယ်ပန်းကြီးနေရှုလို့ရှိရင်ရှာယူရှုကြတော့ဝိုင်ကိုတစ်ချက်မြတ်တတိလေးတို့မင်းတတိလေးအပြီးမှဒီနာနဲ့ကပ်တုတ်ချောင်းဖြောင်းလေးဆွဲပြီးတော့မှကွေလေးပြန်လုပ်ရှောတစ်ချက်နှစ်ချက်ရှောတစ်နှစ်ရှောဒါကြီးကအရင်ကြည့်လို့မရဘူးနော်ဒီလိုမျိုးကြီးဆိုရင်အဲ့လိုမျိုးဆိုလောက်ဒီကောင်လေးကတူနေရမှာဒီလေးတစ်နှစ်ရှော
这你小延续了没 heavy 这种东西呢那这你小这你这小啊所以下去小比我来看看巴拉没哈马下拉တန်းလေးပေါ့နော်လာတန်းလေးကို2မျိုးထွက်တယ်နော်လာလီလူလေလိုရာရီရူရေရိုရာလီကိုဆွဲချအောင်ရာလီကတစ်ချက်သေးသေးလေးပြောင်းလေးဆွဲမယ်ရုံးမပြန်ကွေးလိုက်အဲဒါရာဒါအရင်ကြီးလို့မရအရင်ကြီး9နဲ့တူပေါ့ဒီလိုမျိုးအင်္ဂလိပ်အခက်5နဲ့တတူပေါ့အဲ့လိုလည်းဆက်လို့မရဘူးဆိုတော့တစ်ချက်ရာဆက်လေးထင်လေးလို့ရရာဆက်လေးထင်လေးရာဆက်လေးထင်လေးရာဆက်လေးထင်လေးရာနော်ဆက်လေးထင်လေးပြီးတော့မှဒီနေ့ဆောင်းလေးဆက်ဝိုက်ရာဆက်လေးထင်လေးဆောင်းလေးဆက်ရာနော်ဥမချိနေတယ်နည်းနည်းဆိုချိရတယ်ချိအဲ့တော့ဒီရာရာဒီရာနော်ရာဒီယာ free ပြီးကြတော့နော်ဒီလေးချုံလေးချိန်မယ်ဒီလေးနော်ချုံလေးချိန်မယ်နောက်ဒီရှိမျိုးလေး free တစ်ချက်ရှိကူလေး free တစ်ချက် free တမြင့်နေတော့ဒီပုံဖွင့်မြစ်တွေချောင်းနေပုံနဲ့တတ်တူပြန်မယ်နော်မြစ်တွေချောင်းနေပုံနဲ့တတ်တူ free ဒီတစ်ခုကတူမယ်တစ်ခုကရှိမယ်တစ်ခုကတူမယ်ရှိမယ်ကူလေး free တူမယ် free တူမယ် free တူမယ်ကူလေး free တူမယ်များလေးခေါင်းလေးနဲ့ free တူမယ် free တူမယ် free အရင်မပူပေါ့နော်အရင်ပူလို့ရှိရင်စီရလို့ဖြစ်ကုန်အလုံးမပေါ့နည်းနည်းကြည့်လို့ကောင်းခွာအဲ့တော့ free ဒီချိန်တစ်ခုကတော့တွားပြီးညီရမှာဒီချိန်ရဲ့ဒီချိန်အဲ့ဒီကညီနေပုံပဲတစ်ချက် free 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 ပြီးတော့ root are you root ကျတော့ခုနှစ်လေးခုနှစ်ပြီးတော့မှဒီကနေလေးကွေးလေးထည့်လိုက် root 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 ဒါကြီးအရင်ရှိရမလို့ဒီလိုမျိုးဆိုရင်တစ်ကလောက်ကြီးဖြစ်သွားတယ် root 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 တစ်ချက်ပြန်ကွေး root တစ်ချက်root ဒီက3လို့မဖြစ်ရင်ရပြီ3ဆိုတာအင်္ဂလိပ်က3ကိုနော်အဲ3နဲ့3ကြောင့်ဒါနဲ့ရန်တူနေဒီအပေါ်နဲ့အောက်နဲ့ဟာရန်ညီနေတော့မညီပဲနည်းနည်းရှိလေးဆိုရ root root ဖြစ်ပါတယ် root ပြီးလို့ရှိရင်ဘာလဲမေ ray ray ကြတော့ဒီလိုမျိုးအဲလေးနဲ့တွေ့နော်အင်္ဂလိပ်က m I n နဲ့တွေ့တစ်ချက်ကျွန်တော်ဒီမျိုးတစ်ချက်ဆွဲမယ်ပြီးတော့ဒီကနေပြီးray နော်တစ်ချက် ray ဒီလေးဆိုရင်ဒီ ray တစ်ချက် ray အကြီးဆိုရင်
re ဒီလေးဆိုရင် re 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 နော် re re ဒါ re ပြီးရင် ru ru လေးသွားကြည့်မယ် ro ru လူကြ ru နဲ့တိတ်မကွာဘူးဘာကွာလဲဆိုတော့ပြီးနေဟိုနေ့လေးပဲကွာအလေတွန်းတာလေးပဲဒါ ru ဆိုရင်ဒါ ru နော် ru ru ဆိုလိုက်ဒါ ru ဖြစ်လို့ဒီနေ ru ဒီနေ 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 ru ချက်နှစ်ချက် ru တစ်ချက်နှစ်ချက် ru ဒီနေ ru အဲဆိုလို့ရှိရင်ရှာတန်းလေးရယ်ရာတန်းလေးရယ်အကုန်ရသွားပြီနော်ပြန်ပြီးတော့ရေးကြည့်အောင်ဒါလေးကဘာလေးလဲရှာနော်ရှာပြီးရင်ရှုဒီကောင်လေးကျတော့ရောရှာယူရောပြီးတော့မှ ra ri ru ru re ru ri ru re ru အဲဆိုတော့ရှာယူရော ra ri ru re ru တလုံးကို5တန်းလောက်အနေလုံးရှိမယ်ရေးလိုက်ရေးနဲ့မှတ်လိုက်အပြင်ရှုလေးရေး5တန်းရေးမှတ်လိုက်အဲ့လိုလုပ်ပြီးတော့အကုန်လုံး5တန်းရေးပြီးသွားလို့ရှိရင်ဒီတဲ့ပူရေးရှင်လေးရတယ်ပေါ့နော်5တန်းတောင်တစ်မျက်နှာရေးပြီးလို့ရှိရင်အဲ့လိုပြန်မှတ်အခြေဟောက်ဖတ်လေးနဲ့ပြန်ပေါင်းပုံပြီးတော့အဲ့လိုနည်းနည်းချင်းစီချက်ပေါ့နော်ဒီ M5 ဒီကောင်လေးဒီဟီရာခဏကြီးတင်တာကြတော့ M5 ရဲ့ basic ပေါ့နော် basic လို့ခေါ်တယ်ဟီရာခဏကြီးခါရခဏကြီးအကုန်လုံးအလို့ရပြီးတော့မှကြီးညက်တော့မှဒီတင်တန်းကြောင်းကြီးဆိုလို့ရှိရင်ပေါ့နော်ဟီရာခဏခါရခဏကိုကြည့်အောင်လုပ်ပြီးတော့1 2 3လေးတွေတချို့မီနီလေးတွေပေါ့နော်အခြေတို့မျက်လုံးတို့လမ်းတို့အိမ်တို့အဲ့လိုမင်းကြီးလေးတွေချက်ပြီးတယ်နောက်ပြီးရှင်နာယီတွေချက်ပြီးတယ်ချက်ပတ်လို့ပေါ့နော်ချက်ပတ်လို့နာယီ1 2 3လေးချက်ပြီးတယ်ဒီအစစ်ကိုသူတို့ကဘာလို့ခေါ်လဲဆိုရင် basic လို့ခေါ်တယ်ဒါတွေရဲ့ basic M5 ကြမှာတကယ်မီနီများခိုတိုးပါတယ်အများကြီးချက်ရမယ်ပြီးလို့ရှင် grammar ကြီးစတင်မယ်ပေါ့နော် M5 ဒါက M5 နဲ့ basic ကွာခြားပုံပေါ့နော်တင်တန်းကြီးဆိုလို့ရှိရင် M5 ကို M5 ကတက်တန်းbasic ဂျပန်စာ basic ကတက်တန်းတင်တဲ့အတန်းတွေလည်းရှိတယ်ဒါမှမဟုတ် basic plus M5 တွဲပြီးတော့တင်တဲ့အတန်းတွေလည်းရှိတယ်ကိုကဒီဟီယာကနာကြီးခါရခဏကြီးကောင်းကောင်းရမှာပေါ့နော်ကောင်းကောင်းရမှာဥမာရင်းကျွမ်းနေမဟုတ်တော့မှ90ရာခိုင်နှုန်းလောက်ရှားနေတော့မှ M5 တက်တာအဆင်ပြေတယ်ပေါ့နော်ဒါမှမရဘဲနဲ့တွတ်တက်မယ်ဆိုလို့ရှိရင်စာဖတ်ရတာခက်တာတို့သူများတဲ့ပို့ပြီးတော့နည်းပေါ့နော်ခက်ခဲနေရပြီဖြစ်တယ်ပေါ့အဲဆိုတော့ဒီဟီယာကနာရေးတဲ့အချိန်မှာနည်းနည်းလေးအားဆိုင်လိုက်ပေါ့နော်အားဆိုင်လိုက်တဲ့ခါမှာ M5 မှာသူများနီးတူသွားပြီးတော့အဆင်ပြေချုံးဝင်နေမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ